တကဘာလုံးကပရိသတ်တွေကသူတို့ရဲ့အချစ်တော် Formula 1ရဲ့ဒဏ္ဍာရီမင်းသားလို့ပြောလို့ရတယ်အန်ဒွန်ဆန်နာရဲ့ William ခါလမ်းကြောင်းအတိုင်းကွက်ဝင်သွားခဲ့တာကိုစောင့်ကြည့်နေခဲ့ကြပါတယ် And that raised speculation as to whether he was actually going to make just one stop and therefore race with a much heavier fuel load. If he was going to do that, that would slow him down far more than his performance here looks, and it looks that perhaps that was a Benetton smokescreen. I'm not quite sure why they were. ဒါပေမဲ့အဲ့ဒီနေ့မှာတော့ကန်ဂျမာကမျက်နှာစာမပေးခဲ့ပါဘူးစက္ကန့်ပိုင်းအတွင်းမှာပဲကမ္ဘာအမြန်ဆုံးကားတစ်စီးဟာထိန်းချုပ်မှုမဲ့သွားပြီးတော့နိုင်ရန်ကိုဓာတ်ရိုက်ပြေးဝင်သွားခဲ့ပါတယ် Michael Schumacher now and Senna. My goodness, I just saw him plunge off to the right, and Senna has joined Pedro Lamy and JJ Letter in a shattered motor. အဲ့ဒီအချိန်မှာလူတိုင်းကဒါတာမန်မတော်တဆတစ်ခုလိုပဲထင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီမတော်တဆမှာဒီထက်ပိုပြီးတော့နှက်ဆိုင်နေခဲ့ပါတယ်ဒါကမောင်းသူရဲ့အမှားမဟုတ်ပါဘူးဒါဟာကန်ဆိုးမှုတက်တက်လည်းမဟုတ်ပါဘူးဒါဟာကားရဲ့အစိတ်ပိုင်းတိတိလေးတစ်ခုမှာဖြစ်သွားတဲ့ technical error တစ်ခုကြောင့်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ပြောရလို့ရှိရင်ဆန်နာဟာသူတေဆုံးမဲ့တေတွင်းကိုသူကိုယ်တိုင်တောင်းဆိုပြီးတော့ပြုပြင်ခိုင်းမိသလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီနေ့မှာကျွန်တော်တို့က F1 တမိုင်းကိုထာဝရပြောင်းလဲပစ်ခဲ့တယ်အခုထိအငင်းပွားနေရဆဲဖြစ်တယ်အဲ့ဒီ engineering ကြာဆုံးမှုအကြောင်းကိုကျွန်တော်တို့အသေးစိတ်ပြောပြပေးသွားရမယ်ဒီဗီဒီယိုက Ando Senna အကြောင်းပြောမှာမဟုတ်ပါဘူး Ando Senna ဘာကြောင့်တေးခဲ့လဲဆိုတာပြောပြမှာဖြစ်ပြီးတော့ဒီတေးခြင်းရဲ့နောက်ွယ်မှာဘာတွေဘလို့ပတ်သက်နေလဲ William ခါရဲ့ engineer တွေဘလို့ပါဝင်ပတ်သက်နေလဲဘလို့တရားစွဲခံရလဲဘာလို့တရားစွဲခံရလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ် Formula 1 YouTube တူကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးကိုစလိုက်ရအောင် Formula 1ကိုအခုမှစတင်စိတ်ဝင်စားတဲ့သူတွေအတွက်တော့ Senna ဆိုတာတာမန်ပြိုင်ကားသမားတစ်ယောက်ထက်အများကြီးပိုပါတယ်ပြောလို့ရှိရင်ကျွန်တော်လည်း Ando Senna ရဲ့ပြိုင်ပွဲတွေကိုမမီလိုက်ပါဘူးပြောလို့ရှိရင်ကျွန်တော်တော့မမွေးသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်လည်းသူ့ကိုမတီးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဒီဖြစ်ပျက်တွေကိုကျွန်တော်ကြည့်ပြီးရဲ့နောက်မှာ okay ဒါလေးကိုတော့ပြောမှရမယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒီထဲမှာတော့ Ando Senna ကြောင့်ခုနပြောလို့ပဲသူ့အကြောင်းကိုပြောမှာမဟုတ်ဒါပေမဲ့အသေးစိတ်မသိသေးတဲ့သူတွေအတွက်တော့ပြောပြပေးပါမယ်ဒီ Ando Senna ကဘရာဇီးနိုင်ငံသားတွေအတွက်တော့သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့တကမ္ဘာလုံးကပြိုင်ပွဲပရိသတ်တွေအတွက်နတ်ဖျားတစ်ပါးလို့ကိုးဝယ်ခံရတဲ့သူလို့ပြောလို့ရတယ်1960ခုနှစ်မှာမွေးဖွားခဲ့တဲ့ Senna ကငယ်ငယ်ကလေးကဘိုးကက်လောကမှာစတင်ခြေလှမ်းခဲ့ပြီးတော့သူ့ရဲ့မဆုံးမနစ်ဇွဲလုံးလာမှုကြောင့် Formula 1 လောကရဲ့ထိပ်ဆုံးကိုရောက်လာခဲ့ရလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ Senna ဘာလို့နာမည်ကြီးရလဲဆိုတဲ့အချက်၃ချက်ရှိတယ်။နံပါတ်1ကတော့ The Rain Master လို့ခေါ်တယ်။မိုးရွာနေတဲ့အချိန်မှာလူတိုင်းကအရှိန်လျှော့ပြီးတတိထားမောင်းနေတဲ့အချိန်မှာ Senna ကတော့ကားကိုအကန့်အသတ်မဲတဲ့အထိနင်းပြီးတော့ပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ပြောလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအချိန်တုန်းကကားတွေကအခုလို safety တွေအများကြီးမရှိဘူးဒီ safety ထက်သူတို့က racing ဝယ်ပို့ပြီးတော့အားထားခဲ့တဲ့နှစ်လို့ပြောလို့ရတယ်အဲ့တော့ safety တွေအဲ့လောက်မရှိသေးဘူးပြောလို့ရှိရင် halo တို့ဘာလို့တောင်မရှိသေးဘူးပေါ့နော်ကျွန်တော်မမီလိုက်တဲ့ kit တစ် kit ကိုကျွန်တော်တို့သွားကြည့်ကြပါမယ်ကျွန်တော်လည်းတူလိုက်ခဲ့ပါ Senna ကိုနာမည်ကြီးစေတဲ့အရာကတော့ qualifying king လို့ခေါ်တယ်သူက qualifying ပွဲတွေမှာ pole position ရဖို့အတွက်သူ့ကိုယ်သူအစွမ်းကုန်နှိပ်စက်ပြီးတော့မောင်းတတ်တဲ့သူလို့ပြောလို့ရတယ်။နောက်တစ်ခုကျတော့ pure human emotion လို့ပြောလို့ရတယ်။ Senna ကဒီပြိုင်ပွဲကွင်းထဲမှာအရန်ကြမ်းတမ်းတဲ့ပြိုင်ပွဲဖြစ်ပေမဲ့ကွင်းပြင်ပမှာတော့အရန်ကိုသဘောကောင်းပြီးတော့ဘရာဇီးကစင်ရသားကလေးတွေအတွက်ဒေါ်လာတန်းပေါင်းရာချီလှူဒန်းခဲ့တဲ့သူလို့ပြောလို့ရပါတယ်။ဒီလိုအရေးချင်းတွေကြောင့်ပဲသူသေဆုံးသွားတဲ့အခါမှာဘရာဇီးနိုင်ငံသားအပြင်တခြားဒီပြိုင်ပွဲကိုစိတ်ဝင်စားတဲ့သူတွေကုန်မှာလမ်းပေါ်ထွက်ပြီးတော့ငိုကြွေးခဲ့ကြပါတယ်ဒီ Senna ရဲ့နာမည်ကြိုကြားမှုမှာလည်း Alain Prost ဆိုတဲ့ကျွန်တော်တို့ driver Formula 1 driver ပေါ့နော်ကျွန်တော်တို့ပြောရင်တော့အခုမှစပြီးတော့စိတ်ဝင်စားတဲ့သူတွေတော့သိမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရိမ့်မွက်လေးနဲ့ပြောပြီးတော့နည်းနည်းပါမိတ်ဆက်ပေးမယ်ပေါ့နော် Senna နဲ့ Alain Prost နဲ့ပြိုင်ဆိုင်မှုကကြီးမားတဲ့ခန်းကဏ္ဍမှာပါဝင်ပါတယ်ကျွန်တော် Alain Prost ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်ကျွန်တော်ရဲ့အတန်တော်မှားသွားရင်လည်းခွင့်လွှတ်ပေးပါဒီ Prost က The Professor လို့ခေါ်ရတဲ့ဒီစနစ်တကျမောင်းပြီးတော့ညံသုံးမောင်းတဲ့သူတယောက်လို့ပြောလို့ရတယ် Senna ကကျတော့ pure talent and risk လို့ပြောလို့ရတယ်ပေါ့နော်ဒီပြိုင်ဆိုင်မှုတွေကပဲ Senna ကိုလူတိုင်းသိတဲ့ brand တစ်ခုဖြစ်လာစေခဲ့ပြီးတော့ champion ဆု3ချိန်ရရှိခဲ့ပါတယ်ဒါပေမဲ့အောင်မြင်မှုတွေထပ်ရဖို့အတွက်1994ခုနှစ်မှာ William အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့မှုမှာသူ့ဘဝရဲ့နောက်ဆုံးခီးစဉ်ဖြစ်လာမယ်လို့ဘူးမှမထင်ထားခဲ့ပါဘူး။ Senna က1960မှာမွေးပြီးတော့1994မှာကွယ်လွန်ခဲ့တယ်ဆိုတော့ကျွန်တော်တို့မမီလိုက်ဘူးလို့ပြောလို့ရတယ်ပေါ့နော်1994ခုနှစ်မှာ Senna မောင်းတဲ့ William ရဲ့ FW16 ကားဟာအစပိုင်းမှာရမ်းမြန်တဲ့ကားလို့ထင်ရပေမဲ့တကယ်တမ်းမှာaerodynamic ရဲ့အိမ်မက်ဆိုးတစ်ခုလို့ဖြစ်နေခဲ့ပါတယ်
FIA က active suspension နဲ့ electronic driver 8တွေကိုရုတ်တရက်ပိတ်လိုက်တဲ့အတွက်ကားရဲ့ကိုယ်တည်းကမငြိမ်မသက်ဖြစ်နေခဲ့ပါတယ်ဒီ active suspension နဲ့ electronic driver 8အကြောင်းကိုကျွန်တော်နောက်ဗီဒီယိုနဲ့တက်လုပ်ပေးခဲ့ပါမယ်ဒီဟာကိုစိတ်ဝင်စားရဲဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးအဲ့တော့ကျွန်တော်တို့ပြန်ဆက်လိုက်အောင်ဒီຢာတွေကိုပိတ်လိုက်တဲ့အတွက် William အသင်းရဲ့ကားကတောင်ပန်ဖြတ်ခံလိုက်ရတယ်လို့ဖြစ်သွားပါတယ် Senna ကဒီ William FW16 ဆိုတဲ့ကားထဲမှာထိုင်ရတာအရန်အဆင်မပြေဘူးလို့ခဏပြောခဲ့ပူပါတယ်အထူးသဖြင့်သူထိုင်တဲ့ cockpit ကအရန်ကျင်းလွန်းတဲ့အတွက် CRI ကိုသူ့ရဲ့လက်နဲ့မတိုက်အောင်ပြင်ပေးဖို့အတွက်ဒီ William ဘက်ကိုတောင်းဆိုခဲ့ပါတယ် William အသင်းကလည်းအချိန်မရတဲ့ဂျားတွေကဒီ CRI column ကိုဖြတ်ပြီးတော့သူနဲ့လက်နဲ့ကိုက်မဲ့အချင်းပို့သေးတဲ့ပိုက်နဲ့ပြန်ဆက်ပေးလိုက်ပါတယ်ပြောလို့ရှိရင်ပြီးရောလုံးလိုက်တယ်လို့ပေါ့နော်စမ်းသပ်တာလည်းမရှိဘူးဒီတိုင်းပဲဆင်ပြေပြီးရောဆိုပြီးလုပ်လိုက်တယ်လို့မျိုးပေါ့ဒီအရာက engineering မှာတည်စေနိုင်တဲ့အမှားတစ်ခုအဖြစ်ကြန့်ရှိနေခဲ့ပါတယ်ပြောလို့ရှိရင်ဒီ steering wheel နဲ့ဆက်ထားတဲ့ပိုက်ရဲ့ joint နဲ့ကပြောလို့ရှိရင်ဖြီးအားတွေစုလာပြီးတော့ပြောလို့ရှိရင်အဖြစ်သဘောလောက်ထားသမျိုးဖြစ်တော့ခါကျတော့တကယ်ပြိုင်ပွဲမှာကြာမခံဘူးလို့ပြောလို့ရတယ်အဲ့ဒီအချိန်မှာသူတို့ကဒီ steering wheel နဲ့ joint နဲ့ဆက်ထားတဲ့နေရာကတဖြည်းဖြည်းအပ်ပြီးတော့ပဲ့လာခဲ့တယ်ပေါ့နော်ပြိုင်ပွဲတပွဲပြီးတဲ့တပွဲမှာ1994 AP လပုံပိုင်းကအမိုလာဆိုတဲ့ track queen ရဲ့လေထုကတမျိုးကြီးလေးလံနေခဲ့ပါတယ်တောက်ကြနေ့မှာ Ruben Barrichello ကပြင်းထန်တဲ့မတော်တဆမှုဖြစ်ခဲ့တယ်။စနေနေ့မှာတော့ Roland Ratzenberger ကကွယ်လွန်သွားခဲ့ပါတယ်။ပြောလို့ရှိရင်ဒီလမ်းပေါ်ရဲ့မတော်တဆမှုကြောင့်လို့ပြောလို့ရတယ်။ Senna ကဒီ Ratzenberger သေဆုံးတာကိုမြင်ပြီးတဲ့နောက်မှာလုံးဝစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။သူကပြန်ပွဲမစခင်မှာသူ့ရဲ့ကားထဲမှာ Australia အလံတစ်ခုကိုတောင်ထည့်သွားခဲ့ပါသေးတယ်။အကယ်၍ဒီ Senna သာနိုင်ခဲ့လို့ရှိရင် Ratzenberger တို့အလံကိုဝေ့ရမ်းပြီးတော့ဂုဏ်ပြုဖို့အတွက်လို့ကျွန်တော်တို့သိရတယ်ကျွန်တော်ဒီဗီဒီယိုတွေကြည့်တဲ့အမြင်ရတော့ Senna အဲ့နေကတခုကိုကြိုသိနေပုံရပါတယ်သူကပြိုင်ပွဲမစခင်မှာ helmet ကိုမချုပ်ဖမ်းနဲ့ကားဘေးမှာအကြာကြီးရက်ပြီးတော့ကြည့်နေခဲ့ပါတယ်ပုံမှန်ဆိုရင် तू ကကားထဲမှာအာယုံစိုက်ပြီးတော့မောင်းနေတတ်တဲ့သူပါဒါပေမဲ့အဲ့ဒီနေ့မှာတော့သူ့ရဲ့မျက်လုံးတွေကတခုကိုညည်းကြည့်နေတယ်လို့မျိုးလေးလံနေခဲ့ပါတယ်ဒါကသူ့ရဲ့နောက်ဆုံးမနှက်ခင်းဖြစ်လာမယ်ဆိုတာတော့ तू မသိခဲ့ဘူးလို့ကျွန်တော်တို့ထင်ရမလားဒါမှမဟုတ် तू ပဲသိခဲ့လားဆိုတာတော့အဖြေလုံးဝမပေါ်ခဲ့ပါဘူးပြိုင်ပွဲစချင်းမှာပဲမတော်ဆမှုတစ်ခုကြောင့် safety car ထွက်လာခဲ့ပါတယ် lap 9 ပတ်ကြာအောင် safety car အနောက်မှာနှင်းနှင်းလေးလိုက်မောင်းရတဲ့အတွက် Senna ရဲ့ထာယာတွေကအေးဆက်ကုန်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်တို့ဒီထာယာသဘောတရားရဆိုရင်အပူချိန်ကျလို့ရှိရင်လေပီကကျသွားပြီးတော့ကားရဲ့အောက်ပိုင်းကနှိမ့်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေးလို့ရတယ်အဲ့တော့နောက်ထပ် lap 7မှာ Senna ကနာမည်ကြီးရဲ့ Tampering အကွေ့ကို190 km/h နဲ့မောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာကားဘိုက်ကပြောလို့ရှိရင်ဒီကားဘိုက်ကလမ်းနဲ့ထိပြီးတော့မီးပွင့်သွားတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်မှာ metal figure လို့ခေါ်တဲ့ပြောလို့ရှိရင်ဒီ CRI နဲ့ joint နဲ့ဆက်ထားတဲ့နေရာမှာနာလာတယ်ပေါ့နော်နာလာပြီးတော့အဲ့နာတဖြည်းဖြည်းအပ်လာပြီးတော့အဲ့ steering တိုင်ကကျိုးသွားခဲ့ပါတယ်ဒီလိုကျိုးသွားတဲ့အခါမှာကားကကွေ့မသွားတော့ဘဲနဲ့နန်ရန်ချီတဲ့ကြီးတိုက်သွားခဲ့ပါတယ်Senna 0.8 second တွင်မှာ brake ကိုအသက်ကုန်နင်းခဲ့ပေမဲ့အချိန်ကတော့131 km/h နဲ့ပဲကျန်နေခဲ့ပါတယ် telemetry data အရ Senna ကနန်ရန်ကိုမတိုက်မိခင်စက္ကန့်ပိုင်းအလိုမှာဒီ steering wheel truck ကလုံးဝမရှိတော့ဘူးလို့အတည်ပြုနိုင်ခဲ့ပါတယ်ကားကနန်ရန်ကိုတိုက်မိခဲ့တဲ့အချိန်ကြောင့်ညာဘက်ရှေ့ဘိန်းကပြုတ်ထွက်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာဒီတိုက်ဆိုင်မှုလို့ခေါ်တဲ့ကန်ဆိုးမှုကြီးကဖြစ်ခဲ့ပါတယ်ပြောလို့ရှိရင်ကျွန်တော်တို့ဒီမှာပုံပြထားပေးမယ်ပေါ့နော်ဒါ Senna တို့ပြိုင်ငယ်တုန်းကကားပုံစံပါကျွန်တော်တို့အခုချိန်မှာ Formula 1 2026မှာပြိုင်ခဲ့တဲ့ကားနဲ့အရန်ကွာတယ်ပေါ့နော်အဲ့တော့ပြောလို့ရှိရင်ဒီ2026 Formula ကားနဲ့တော့မရှင်နဲ့ပေါ့နော်ကျွန်တော်ဒီကားလေးကိုပြထားပေးမယ်ဒီကားကနေပြီးတော့ပြုတ်ထွက်သွားတဲ့ဘိန်းနဲ့အတူတွဲပါလာတဲ့ suspension wishbone လို့ခေါ်တဲ့တန်ချောင်းဟာ Senna ရဲ့ helmet ရဲ့ visor ကိုဖောက်ပြီးတော့သူ့ရဲ့ညာဘက်နှထင်ထဲကိုဝင်သွားခဲ့ပါတယ်အီတလီဆရာဝန်ကြီးတွေရဲ့စစ်ဆေးချက်အရ Senna တိုက်မိခဲ့တဲ့စက္ကန့်ပိုင်းအတွင်းမှာအုံနောက်တည်သွားခဲ့ပြီလို့ပြောခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာတခြားဘယ်နေရာမှကျိုးပဲ့တန်ရာမရှိခဲ့ပါဘူး။အကယ်၍ဒီတန်တိုင်းသာ9 cm လောက်လွဲသွားလို့ရှိရင် Senna ဟာဒီနေ့ထိကျွန်တော်နဲ့အတူပြိုင်ပွဲတွေကြည့်နေအောင်မယ်လို့ထင်မိပါတယ်။ဒါဟာ Formula 1 သမိုင်းမှာအဆိုးဆုံးသော freak accident တစ်ခုလို့ပြောလို့ရပါတယ်။ Senna သေဆုံးမှုမှာအီတလီဥပဒေအရလူသတ်မှုရှိမရှိစုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။ William အသင်းဟာတာဝန်ရှိသူတွေဖြစ်တဲ့ Frank William, Patrick Hutt နဲ့ Adrian Newey တို့ဟာအီတလီမှာတရားရင်ဆိုင်ခဲ့ရပါတယ်။ဟုတ်ပါတယ်။အရင်တော့က Red Bull မှာနာမည်ကျော်ကြားခဲ့တဲ့ Adrian Newey ကအဲ့ဒီထဲမှာရှိခဲ့ပါတယ်။သူက William မှာ Head Engineer ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အခုချိန်မှာတော့
Adrian Newey က Aston Martin ကိုရောက်သွားပြီပေါ့နော်တရားရုံးကဒီ steering column ကျိုးတာကမတော်တဆမှုရဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ဆုံးဖြတ်ချက်ချခဲ့တာကြောင့်ဒီတရားရင်ဆိုင်မှုကနေလွတ်မြောက်ခဲ့တယ်ပေါ့နော်ဒီဖြစ်ရကြောင်း Formula 1 လောကမှာ safety revolution စတင်ပေါ်ပေါက်ခဲ့ပါတယ်အဲ့ဒီရှေ့မှာတော့ကအမြန်နှုန်းကိုပဲဦးစားပေးခဲ့တဲ့ Formula 1ကအဲ့ဒီနောက်ပိုင်းမှာအသက်ဘေးကင်းလုံခြုံရေးဆိုတဲ့အရာကိုနံပါတ်1နေရာထားခဲ့ပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့ track safety ပြုပြင်မှုတွေANR head and neck support device တွေနဲ့ Halo စနစ်တွေဟာစန်နာရဲ့အသက်ပေးဆက်မှုကနေပေါက်ဖွားခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်ရဲ့အမြင်အရပေါ့နော်စန်နာရဲ့အသက်ဟာ Formula 1မှာရှိတဲ့နောက်ထပ် driver ပေါင်းများစွာရဲ့အသက်ကိုကယ်တင်သွားခဲ့တာလို့ကျွန်တော်တို့မြင်မိပါတယ်သူ့ရဲ့လွတ်နေတဲ့ဂျားကနေထိုးတက်ဖို့စူးစမ်းနေရင်းနဲ့ပဲသူချစ်တဲ့ကားမောင်းခြင်းထဲမှာအဆုံးသတ်သွားခဲ့ပေမဲ့သူ့ရဲ့ legacy ကတော့ Formula 1မှာဆက်လက်ရှင်သန်နေအောင်ပါအခုဆိုရင်ဒီစန်နာဆိုတာ legend တယောက်အနေနဲ့ပဲနာမည်ကျန်ရှိခဲ့တယ်ပေါ့နော်အခုချိန်မှာပြောလို့ရှိရင် Formula 1ကိုနှစ်သက်တဲ့လူငယ်တွေဝင်လာတဲ့အတွက်ဒီလိုအရာတွေကလည်းသိဖို့အရန်လိုအပ်ပါတယ်ဒီလိုမျိုးမေးမြရတဲ့ accident တွေမေးမြရတဲ့အဖြစ်အပျက်တွေကိုကျွန်တော်ဗီဒီယိုလေးနဲ့လုပ်ပေးဖို့ရှိပါတယ်တကယ်လို့ဒီလိုမျိုးဗီဒီယိုလေးဆက်ကြည့်ကျင်သေးရဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe နဲ့ like လေးလုပ်ခဲ့လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်